ဟုတ်ပါတယ်ဒါကတော့မိုင်လာမျိုးဖြစ်ပါတယ်ဗျာလိုက်ကြည့်ကြရအောင်ဒါကတော့ကာစီနိုလေးဖြစ်ပါတယ်ဗျာကျွန်တော်တို့မျိုးမှာကျတော့ open ပဲဗျာလာဆော့ရှင်လာလောင်းရှင်လို့ရပါတယ်ဗျာဒါကတော့ white လေးပေါ့နော်ဟေး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 ဒါနောက်ထပ်ပိုင်ရှင်တစ်ခုဖြစ်လောက်မထင်နဲ့ဒါကတော့တောင်ပေါ်လေးရော white လေးဖြစ်လိမ့်မယ်ဗျာ yeah ဟူဟူဒါတော့ဆွေးနေတာပေါ့ဖြစ်နေတာပဲမသူပြန်လာမလို့နင်ပြောနေတာလားဆက်စုံမို့လေတန်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 စောင့်နေမယ်နော်ဒီနားမှာလေးပဲအလဲဒါတော့မနေ့ပိုင်းဆန်းစစ်လဲပေါ့ဗျာဟဲ့ဟဲ့ဒါတော့ကျွန်တော်သူငယ်ချင်းနဲ့စူပါမားကတ်ရရပါတယ်ဗျာလက်နဲ့ချောင်းထောင်လဲပြန်လိုက်ပါတယ်ဟီဟီဟဲ့ဟူယိုယာဒါဝိုင်လေးပေါ့ပြီးရင်အယုတ်တွေဖမ်းကြရကွာစူပါမားကတ်ရှိမှာဟာရောစကွမ်လင်းပါညာနဲ့ဟာမရောက်ကွာစိတ်ညစ်တယ်ယိုဒါတော့မြို့ရဲ့ဝိုင်လေးဖြစ်ပါတယ်ဗျာရှိုးလိုက်ပါအောင်မတိုက်ခန်းနဲ့ပါညာနဲ့အိုးညနေခင်းလေးပေါ့ပြီးရင်ဇုံးရှိမယ်ပြီးရင်ကာဖေးလေးတွေပေါ့ရှိုးလိုက်ပါအောင်ဝိုင်လေးထဲမှာဘက်ကရီတွေဘာညာပေါ့ဒါဘလုံးကွင်းလေးပါပြီးရင်စားတောင်းဆိုင်မှာလေဘာညာတော့စီးလို့ရပါတယ်ဟေးဟေး bye bye thank you